ဒီမှာပါအခုလိုမျိုးပေါ့နော်ဒီတောင်စစ်ကြီးရတယ်ပွေးပြီးတော့လက်ချောင်းတွေဖြန့်လို့မရပါနဲ့တောက်တင်နေတဲ့တွေ့ရှိလို့ရှိရင်အခုပြရတဲ့ဒီချိန်လေးကကျတော့ဘသူပြင်ရမလို့ပဲနဲ့ကိုယ့်အကူအိမ်မှာလေ့ကျင့်ရတဲ့ဒီချိန်လေးတွေမှာတူလိုက်လို့တည်ကြမယ်နော်ပထမဆုံးကလေ့ကျင့်ရတာတော့လက်ချောင်းပွေးနေတဲ့လက်ချောင်းလေးကိုဖြည်းဖြည်းချင်းလေးအခုလိုလေးဆွဲပြီးတော့ဖြန့်မယ်ပြန်ပြီးမယ်ဖြည်းဖြည်းချင်းလေးဖြည်းဖြည်းချင်းမှာဆွဲပြီးတော့ဖြန့်မယ်ဆက်မယ်လက်ချောင်းလေးဆက်မယ်ပြန်ပြီးမယ်ဒီလေးကျင်းရလေးတစ်ခါလို့ရှိရင်10ကျင်းကနေပြီးတော့15ကျင်းထိပြီးလုပ်ရပါတယ်ပြီးရဆိုလို့ရှိရင်တော့လက်ကောက်ဝလေးပေါ့နော်လက်ချောင်းလေးခါမှာလက်ကောက်ဝလေးလည်းဝေးနေတဲ့လက်ကောက်ဝလေးကိုပြန်ပြီးတော့ကျွန်တော်ကဆက်နေတဲ့ကျင်းလေးပြန်လုပ်ပြပါမယ်ဒါတော့လည်းတစ်ခါပြုလုပ်လို့ရှိရင်10ကျင်းကနေပြီးတော့15ကျင်းထိလုပ်ရပါတယ်နောက်တစ်ခုကျတော့ဒီလိုမျိုးပွေးနေတဲ့အခါမှာဆိုရှင်ကျွန်တော်တို့ကလက်လေးကိုခုလိုမျိုးလေးလှည့်ပေးပါမယ်ပေါ့နော်လက်ကောင်းလေးကနေထိပြီးတော့ကြတော့ဒီပြန်ပြီးဆက်ပြီးရပါမယ်ပြီးလို့ဆိုလို့ရှိရင်တော့ခုလိုမျိုးဆက်ပြီးလို့ပြောပြသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကထောင်စလေးပါဆက်မယ်။ထောင်စလေးပါအောက်ကိုဆက်ပြီးချပါမယ်။ပြီးတော့ပြီးမယ်ပြီးလက်ကောက်လေးကိုလှည့်မယ်။လှည့်ပြီးတော့ထောင်စလေးပါဆက်ပါမယ်။ဟုတ်ပြီ။နောက်နံပါတ်5လေးချိန်နေကြတော့လက်လေးကိုခုလိုမျိုးကွင်းနေတဲ့လက်ကလေးကိုကျွန်တော်ကဒီလက်ကောက်လေးမှာထိပြီးတော့ခုလိုလေးဆက်မယ်။ဆက်ပြီးအခါမှာပေါ်ပြရတဲ့လောက်လေးညောင်းမယ်။ပြန်ချပြီးမယ်။ညောင်းမယ်။ချပြီးမယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့လက်ကောက်လေးမှာထိထားပြီးတော့လက်လေးကိုရတဲ့ညာဘေးလေးနော်ဒီလက်မောင်းလေးရတဲ့လောက်လေးပြီးကိုကားပြီးပါမယ်။လက်မောင်းလေးရတဲ့လောက်လေးကိုကားပြီးပါမယ်။တစ်ခါပြီးတော့10တင်ရနေပြီးတော့15တိတိပြီးလုပ်ရပါတယ်။ပြီးရင်တော့နောက်ဆုံးလေးကျင့်ကြကြတော့ကျွန်တော်တို့ခုလိုလေးလက်ကောက်လေးကိုထိပြီးတော့ဒီလက်မောင်းလေးကတ်ထားပြီးအခါမှာဆိုရှင်ဒီလက်ပြန်လေးပေါ့နော်ပြီးကိုလေးကျင့်ကြလေးလုပ်ပြရပါတယ်။လူချင်းကနေကြတော့ဘသူကူမှမလုပ်ပဲနဲ့အိမ်မှာကိုယ်ကူလာလုံးလို့ရတယ်လူချင်းကလေးဖြစ်တဲ့အတွက်အားလုံးကိုလည်းလိုက်လို့ကြည့်စေချင်ပါတယ်ရှင်။